အကယ်၍ဆရာဝန်အသိရှိတယ်ဆိုရင်နိုင်ငံခြားကမှာလို့ရတယ်အဲ့ဒါ T3 and T4 combination အဲ့ဒါက3မျိုးရှိတယ်ဆေး3မျိုးရှိတယ် Armour thyroid nature thyroid and west thyroid နော်သို့တော်လဲဒါကဆရာဝန်လက်မှတ်လို့တယ်ဆိုတော့အရန်ခက်တယ်ဒါဆိုရင်တချို့တွေကကျွန်မကိုမေးတယ်ဒါဆိုရင် T3 ကြီးပဲတောက်ရင်ကောအဲ့ဒီဆေးလဲရောင်းတယ်အဲ့ဒါဓာတုဆေး Cytomel လို့ခေါ်တယ်သို့တော် T3 ရဲ့ပြဿနာက तू ကခဏလေးနဲ့ခန္ဓာကိုယ်တွေကထွက်သွားတယ်နော် medical term နဲ့ပြောရင် half life is very short မနေ့ပိုင်းတောက်ပြီးရင်ညနေပိုင်းကျရင်လူနာစိုက်ကောမခံနိုင်ဘူးအဲ့တော့အကောင်းဆုံးက T3 နဲ့တောက်မနေ့ပိုင်းကို T3 ကအလုပ်လုပ်ပြီးခန္ဓာကိုယ်ထဲမှာ T4 ကို T3 ပြောင်းလိုက်ရင် तू ကညနေပိုင်းအထိဆက်ပြီးခံတယ်နော်အဲ့တော့ဒီဆေးရွေးချယ်တဲ့အခါမှာလည်းအရေးကြီးပါတယ်ဟိုဒီများသောအားဖြင့်ရေဘူးရအားဖြင့် hypothyroid ဖြစ်ရင် T4 ကိုပဲပေးလို့ရှိတယ်ဒါပေမဲ့ကျမတို့ရဲ့ပတ်ဝန်းကျင်ကြီးဟာအရင်ကလိုမဟုတ်တော့ဘူးပြောင်းလဲသွားပြီအဲ့ဒီအတွက်ကြောင့် T4 ကသိပ်ပြီးတော့အရာမရောက်ဘူးများသောအားဖြင့်လူတွေကခန္ဓာကိုယ်ထဲမှာမပြောင်းနိုင်ကြဘူးเนาะအဲ့ဒီတော့ဒါဆိုရင်အခုရအခက်ဆုံးလူနာက autoimmune hypothyroid disease ခန္ဓာကိုယ်ခုခံအားကစင်ကလျားဖြစ်ပြီး thyroid ကလေးကိုပြန်ဖြစ်စီတာအဲ့ဒီတော့ကိုကဒီလိုယောဂဖြစ်နေမှဘယ်လိုသိနိုင်လဲအဲ့ဒါဆိုရင်သွေးဖောက်စစ်ကြည့်ရမယ် thyroid antibodies တွေဖောက်စစ်ကြည့်ရမယ် thyroid antibodies က3မျိုးရှိပါတယ် TPO antibody thyroglobulin antibody TSH receptor antibody ရဲ့လို့3မျိုးရှိပါတယ်သို့တော့တခုသိရမှာ positive ဖြစ်ရင်တော့သိကြတာပေါ့ဒါဆိုရင် negative ဖြစ်နေရင်ကောလို့မေးစရာရှိတယ်အဲ့ဒီတော့ negative ဖြစ်တယ်ဆိုတာเนาะခန္ဓာကိုယ်ထဲမှာဘလောက်နဲနေတာလဲတချို့တွေကြတော့ခုခံအားရဲ့တုံ့ပြန်မှုကတိတ်မကောင်းတဲ့အခါမှာเนาะ antibodies တွေမထွက်နိုင်ဘူးအဲ့တော့ဒီလူတွေမှာလဲ antibody က negative ဖြစ်နေမယ်သို့တော့သူတို့လဲ autoimmune ပဲတနည်းနောက်တနည်းပြောချင်တာကတော့ antibody positive မဟုတ်တိုင်း autoimmune မဟုတ်ဘူးလို့ပြောလို့မရဘူးနော်ဟုတ်ပြီနော်အဲ့ဒီမှာ antibody အဲ့ဒီမှာလေဟိုပါပေါ့နော်ဘဟုသုတလေးတစ်ခုပြောပြမယ်တချို့လူတွေကခန္ဓာကိုယ်ခုခံအားလုံးဝမကောင်းနော်ခန္ဓာကိုယ်ကိုခုခံအားတအားကျနေတဲ့အခါမှာဥပမာအားဖြင့်နော်ဒီကာကွယ်ဆေးတစ်မျိုးထိုးတယ်ဆိုပါတော့ဒီပိုးကာကွယ်ဆေးဒါဥပမာအနေနဲ့ပြောတာလားသူတို့တွေကခန္ဓာကိုယ်ထဲမှာဒီပိုးကိုတုံ့ပြန်မှု antibody တွေမထွက်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့တချို့လူတွေမှာဒီပိုးကာကွယ်ဆေး3ခါထိုးပြီးမဲ့လို့ဒီပိုးဖြစ်တဲ့လူတွေအများကြီးပဲရှိတယ်အဲ့ဒါကြောင့်เนาะအဲ့ဒီတော့ဒါကြောင့်မလို့ဒီတိတ်အသက်ကြီးတဲ့လူတွေမှာတည်းအဲ့လိုပဲတုပ်ကွေးဖြစ်မယ်ကြောက်လို့တုပ်ကွေးဆေးကာကွယ်ဆေးတွေထိုးတယ်တုပ်ကွေးဖြစ်တာပဲเนาะဒီအကောင်မတူလို့ပဲဖြစ်စေဒါမှမဟုတ်ရင်သူတို့ခန္ဓာကိုယ်ကခုခံအားကတိတ်နေနေတဲ့အတွက်ဒီ vaccine ကို respond မလုပ်နိုင်ဘူးဟုတ်ပြီနော်အဲ့ဒီတော့နောက်ပိုင်းကိုကာကွယ်ဆေးထိုးကျင်ကြတယ်ဆိုရင်ကာကွယ်ဆေးထိုးဖို့ဝါသနာပါတယ်ဆိုရင်ကိုယ့်ရဲ့ခုခံအားကိုအရင်မြင့်တင်ထားလိုက်ပါဘယ်လိုမြင့်တင်ထားမလဲ vitamin D3 level ကိုကောင်းနေပါစေ probiotics တွေတောက်နော်အေးဝဝအေးနော်အဲ့ဒါတွေပေါ့နော် so on and so forth အဲ့ဒီစာအုပ်တွေမှာပါပါတယ်အဲ့ဒီတော့ဒါစောစောကဒီဟိုကြုံလို့လေဘုဟုတုတ္တလေးပေးလိုက်တာနော်